该这个呢，今年他那个这样那辈子也西边嘛就都，路拉亏拉说的这样好嘛？别那你西边嘛，朋友办好嘛？哎，这个呢，看参加不过哩，路拉亏拉说的这样好嘛？哎，啥参呀？就都到了个出差。那边人家说，不要看，过两年记得到城下西到木前看，到底呀，说的不拿起的要死，现在不拿起那么不都得了？到底呀，把这个都到底呀考完了，都这个啊，地不地的到底要路说到，搞得了什么人啊？那边的。都对啊，你写的要求，啊，白上白人看下路，到底呀路几路考的，而且帮那些的都咋里的要写的都怕的，别个去都咋里个不都怕嘞？都怕的嘿，你帮那些个这样那别人没啥游戏，他家这样三个人那都嘛么金牛。ဘုရားကိုယ်တော်မြတ်နဲ့သံဃာတော်တွေကိုတပါးသောပုံနာတွေလှူတဲ့အချိန်ခါမှလည်းပဲသူကလိုက်ဖြစ်စီ။အော်ပုံနာအပေါင်းတို့မလှူကြနဲ့။လှူတယ်ဆိုတာပုံညာဝိကုံတာရှိတာပဲပုံနာအပေါင်းတို့အတော်ဆိုးသူဗျာပုံညာဝိကုံတာရှိတယ်လိုက်ဖြစ်စီကိုပစ္စည်းကုံတာပဲတဲ့လှူတယ်ဆိုတာအကျိုးတရားတွေသူဘာမှထဲမတွက်ဘူးဟောဒီမျက်စင်းမြင်းလေးကိုဥပမာကြည့်ကြမျက်စင်းတန်မိုးရှိတယ်ဆိုပေမဲ့လို့ဒီမျက်စင်းပလင်းလေးတစ်စက်ချင်းဒီတိုင်းမထားပဲနဲ့နေ့စဉ်ထုတ်ခတ်ရင်ကြာတော့လေဘလောက်တန်မိုးရှိမျက်စင်းပလင်းကုန်တာပါပဲမဲမိစ္ဆာဒိဋ္ဌိရဲ့ဥပမာတွေလည်းတဲတော့မခေဘူးနော်ဒီမျက်စင်းမလင်းလေးတစ်စက်ချင်းခတ်ရင်ကြာတော့ကုန်တာပဲတဲ့အဲ့ဒီလိုပဲတဲ့လှူတယ်ဆိုတဲ့နေရာမှာကိုပစ္စည်းကိုသိသိမထားပဲနဲ့လှူရင်ကိုပစ္စည်းကုန်တာပဲပုံနာပေါင်းတို့မလှူကြနဲ့သူကိုယ်တိုင်မလှူယုံနဲ့မကဘူးတရားနာပြေးတာသူများလှူတာလိုက်ဖြစ်စီအဲ့ဒါလိုဖြစ်စီခဲ့တဲ့ပုံနာဖယားကိုယ်တော်မြတ်ကန့်လန့်တိုက်ခဲ့တဲ့ပုံနာကိုင်းတူတူပြောကြပါစို့ကြားနေရောပုံနာယောဂတစ်ခုနဲ့အနိစ္စရောက်ပြီးတော့ပုံနာသေးဗလားဒါလောက်နှမျောတဲ့တထေကြာကြာမထားပါနဲ့ခတ်တုတ်တုတ်သေးတာပေါ့ပုံနာတထေပြောတာကဒီမျိုးကမဟုတ်ပါဘူးသေတော့ပစ္စည်းတွေဆွဲလန်းပြီးတရားနာပြိဿကြီးအဲ့ဒီအိမ်မှာပဲသူ့သားရဲ့အိမ်မှာကျွတ်တော့ခွေးကြီးသွားဖြစ်ပြေးတော့ပုံနာကြီးပါသွားဖြစ်ခွေးကြီးသွားဖြစ်ခွေးနဲ့ကြီးပေါ့ပြေးတော့ဘယ်လိုခွေးကြီးတော့စားတဲ့အနက်ပါသလားတော့သတိမထားမိဘူးကျုပ်ကဓာတ်လောက်နှမျောတဲ့တထေးသေးမှတော့ခွေးအဖြူမဖြစ်တော့ဘူးလို့အဲနဲ့လိုက်ပါတော့ခွေးနဲ့ကြီးခွေးဖြစ်တော့လဲတရားနာပြိဿကြီးဖယားကိုယ်တော်မြတ်ဆောင်းကန်ကြွအလားခွေးကြီးကလည်းတရားနာပြိဿကြီးအတော်လိမ္မာရေးချရှိတယ်ပေါ့သူ့သားအိမ်ခွေးဖြစ်ရတော့သူ့သားလည်းသူ့ဘကလည်းတရားနာပြိဿကော်စောနဲ့သိတဲ့တိုက်ပကံများနဲ့ထဲ့ကျွေးတယ်ခွေးကြီးကိုအဖေမှန်းသိလို့တော့မဟုတ်ပါဘူးဘာပြုလို့တော့နီးစပ်ရတန်ရောစဉ်ခင်ညခမရတို့လောကစကားရှိပါတယ်ပရိသတ်ကြီးသူများအိမ်ကခွေးနဲ့ကိုယ်အိမ်ကခွေးနဲ့ကြိုက်တာဘယ်ခွေးနိုင်မှကြိုက်အေးနီးစပ်တဲ့တန်ရောစဉ်ဟဲ့အဖေမှန်းသိလို့မဟုတ်ပါဘူးဒီလိုကော်စောနဲ့သိတိုက်ပကံများနဲ့ကျွေးထားတဲ့ခွေးကြီးဒီသူ့သားကလေးမရှိတဲ့ဒီကနေ့မြတ်စွာဘုရားကြွအလားခွေးဘဝရောက်တော့လေတရားနာပြိဿကြီးတောရိယကြီးကမြတ်စွာဘုရားရန်ထောင်တော့တအားပြေးထွက်လာပြီးတော့သဘိတ်ပိုက်ပြီးရက်နေတဲ့မြတ်စွာဘုရားကိုယ်တော်မြတ်ကိုတအားထိုးဟောင်းတော့လေဘုရားကိုယ်တော်မြတ်က
ဟဲ့တော်ရရဟဲ့တော်ရရမင်းကိုမင်းလူမှတ်နေသလားတဲ့ဘုရားကမင်းလူဘဝရင်ရန်ထောင်ယုံမကခွေးဘဝလည်းငါဘုရားကိုရန်ထောင်တုံးပါလားသူပါတော်ရရမင်းတော်ရရမင်းကိုမင်းလူမှတ်နေသလားကြည်စားဟဲ့ကိုပြန်ပြီးတော့နှုတ်သီးကြီးကလည်းခြုံလို့ပါလားကွယ်နေရွက်ကြီးနှစ်ခုကအထက်ထောင်းလို့အမီးကလည်းတတောင်လောက်အရှိကြီးခြေထောက်ကလည်းလေးချောင်းသူများလို့မိုးအုပ်ခေါင်းမပြုတ်နိုင်ပဲနဲ့မိုးကြောပေးပြီးလောကဖီလာကန့်လန့်သွားတဲ့တရိစ္ဆာန်ဖြစ်နေပြီကွဟဲ့တော်ရရမင်းကိုမင်းပြန်ကြည့်စမ်းမင်းလူလားခွေးလားမေးတယ်ဘုရားပေးတာကြီးဘုရားကိုတော်မြတ်ကတော်ရရကြီးကိုဘယ်လိုမေးလိုက်တာလူလားခွေးလားတဲ့မေးအဲ့ဒါလို့တော်ရရနဲ့ခေါ်ပြီးလူလားခွေးလားမေးလိုက်တော့တရားနာပိသခွေးကြီးအမီးကုတ်သွားခွေးကြီးမဲ့သွားပါဇက်ပါရင်မဲ့မှာပဲလို့မှန်းပြောရတာပေါ့ခွေးဆိုတော့မဲ့ပြုံကြည့်ကောင်းမှာမဟုတ်ပါခွေးကြီးစိတ်မကောင်းဖြစ်သွားဟင်းခေါ်ရမငါကိုခွေးလို့သူသိသွားပါပေါ့လားပေးသားကြီးဟိုတော်ရရကခွေးဘဝဖယားရန်ထောင်ပြီးဖယားပြောတဲ့စကားတွေသူနားလေတယ်နော်တန်မြင်ရတော့မမှတ်နဲ့ပြုအနာဂတဝင်နေကြည့်လိုက်တော့အဲ့ဒီခွေးဖြစ်တဲ့ဖယားရန်ထောင်တဲ့တော်ရရကြီးကကျွတ်တူဖယားအလောင်းပေးလိုက်ဖယားဖြစ်မယ်နောင်တော့ခါမှာပေးသားကြီးတော်ရရကြီးကဘသူအလောင်းဖယားအလောင်းမင်းဖြစ်ပေမဲ့လို့ပစ္စည်းဆွဲလုံးမိပြီဆိုရင်ကြည်တရားနာပိသတော်ရရကြီးခွေးဖြစ်ငါ့ကိုခွေးမှန်သိပါဘောလားလို့ဆိုပြီးတော့ခွေးကြီးစိတ်ပြက်ပြီးအိမ်ထဲဝင်သွားတယ်ကော်စောပေါ်မအိတ်တော့ဘူးပြာပုံနဲ့ထိုးဝစ်တော့ပြာပုံနဲ့ထိုးဝစ်တိုက်ပကံများနဲ့ကျွေးတော်လည်းမစားဘူးတရားနာပိသကြီးထမေဥသွား၌ဘုရားကိုယ်တော်မြတ်လည်းအဲ့ဒီနေ့ကဆွမ်းမခံဖြစ်ပါဘူးခွေးကြီးနဲ့စကားပြောရတာနဲ့အချိန်ကုန်ဒီလိုခွေးကြီးအမူအရာတွေပြောင်းနေကြသူ့သားလေးသူ့ပါပြန်လာပြီးခရီးသွားရကဟဲ့ကျေးဇူးများခွေးကြီးကော်စောဝအိမ်နေကြဘယ်သွားသလဲဟဲ့တထေလေးတဲ့ခွေးကြီးပြာပုံထဲမှာဝတ်နေပါတယ်ဘယ်တော့မှပြာပုံထဲဝတ်ဘူးလို့တော့နင်တို့ရိုက်ပြီးထင်တယ်မရိုက်ပါဘူးတထေလေးဟဲ့လာခဲ့ဆိုပြီးခွေးကြီးခေါ်ပြီးတိုက်ပကံများနဲ့ကြွေးမစားဘူးဗျထမရေအိုးသွား၌မင်းတို့မရိုက်ဘူးဆိုပြီးခွေးတင်အမှုအရာပြောင်းတယ်တာမင်းတို့ငါမရှိတော့ရိုက်ထားပြီမရိုက်ပါဘူးတထေလေးဟဲ့မရိုက်ရင်ခွေးပဲနဲ့ကြောင့်အမှုအရာပြောင်းနေတာတို့ဒီလိုပါတထေလေးရဲ့တဲ့တထေးလေးမရှိကြိုက်ဂေါရမမြတ်စွာဘုရားကြွလာတယ်ဂေါရမမြတ်စွာဘုရားကြွလာတော့ခွေးကြီးကထွက်ဟောင်းတယ်တထေးလေးရဲ့ဒီလိုခွေးကြီးကထွက်ဟောင်းတော့ဂေါရမမြတ်စွာဘုရားကတော်ရရနဲ့ခေါ်ပြောသွားတယ်ဒါရင်မဟုတ်ကျွန်ုပ်တို့ကြားလိုက်တာကဟဲ့တော်ရရမင်းကိုမင်းပြန်ကြည်စမ်းမင်းလူလားခွေးလားဒီလိုမေးသွားတယ်အဲ့ဒီချိန်ကစပြီးခွေးကြီးပြာပုံဝစ်ထမရေအိုးနှိုက်တော့တာပါပဲတထေးလေးဒီလိုလဲပြောလိုက်ရောဟေးဂေါရမဆိုတဲ့ဘုရားကဖယားဆိုတဲ့ဂုံဟိတ်နဲ့ငါအဖေခွေးဖြစ်တယ်လို့ပြောသွားတာပေါ့ကွာဒီလိုပဲပြောသွားပါတယ်တထေးလေးရိုင်းလိုက်လေညာကြည်စမ်းပါဖယားဆိုတဲ့ဂုံဟိတ်ကြီးနဲ့မို့ငါကိုခွေးသားလို့ဆဲရမှာမကောင်းလို့ငါအဖေခွေးဖြစ်တဲ့ဆိုရင်သွယ်ဝိုက်တဲ့နီးနဲ့ငါကိုခွေးသားလို့ဆဲသွားတာပဲကွာ
ဟေးဂေါရမကငါ့ကိုခွေးသားလို့ဆဲသွားတာမဖြစ်ဘူးဂေါရမလိုက်ပြီးတော့ငါမူတော်ဝါဒနဲ့ဆွဆွဲရန်ထောင်မဲ့ဆိုပြီးတော့တရားနာပြိဿခွေးသားသူပါအဲ့လေဒါပါတော့လေပုံနာကြီးသားသူပါသူဘယ်ခုခွေးဖြစ်နေတော့ခွေးသားသူပါကဲတရားနာပြိဿဘုရားကျောင်းတော်လိုက်သွားဟိုရောက်တော့တော်ကြီးမောကြီးနဲ့အော်ရှင်ကြီးကောရမဟဲ့သူပါဘာတော့ကွမင်းကျဲလောင်နဲ့ကျဲပဲအေးလေငါဘုရားထူးနေတယ်မင်းဘာပြောချင်လို့တို့ရှင်ကြီးကောရမသည်ကျွန်ုပ်ရဲ့အိမ်မှာရှိတဲ့ခွေးကြီးကိုတောတိယလို့ခေါ်သွားတယ်ဆိုဩမင်းကလည်းတောရိယမို့ငါဘုရားတောရိယခေါ်တာအဲ့ဒါဘာပြုလို့ကွဒါဖြင့်ကျုပ်ဖေးကိုခွင့်ဖြစ်တယ်လို့ဆိုလိုက်တာဗောဖြစ်လို့ဖြစ်နေမှငါဘုရားဆိုမှလားကွယ်တဲ့မင်းဖေးခွေးဖြစ်နေတာဟုတ်သားပဲအဲ့ဒါဘာပြုလို့ကြည့်စမ်းငါအဖေခွေးဖြစ်ပြန်တဲ့ရှင်ကြီးကိုတော့မှသင်ဘာပြုလို့ခွေးဖြစ်တယ်လို့ပြောနိုင်တာတော့ရစ်စလှကြီးလားဘုရားဆိုတဲ့ဂုံဟေကြီးနဲ့ခွေးသားလို့တက်ရိုက်ဆဲရမှာမကောင်းလို့ကျွန်ုပ်ကိုခွေးသားလို့ဆဲလိုက်တာလားဟေးမင်းခွေးသားလို့ငါကဆဲသလားတဲ့ဆဲတော့မဆဲဘူးပေါ့အေးကွယ်ငါဘုရားကဆဲမှမဆဲပဲနဲ့ဒါပေမဲ့ကျွန်တော်ခွေးဖြစ်နေတယ်ဆိုတော့ကျွန်တော်ခွေးသားမကြဘူးလားအေးလေကြားနေတာဟုတ်လို့ကြတာပဲကွယ်ကြည့်စမ်းရှင်ကြီးကတော့မှဘာသက်သေပြနိုင်ဟဲ့နေအောင်ကွဒီမှာမင်းသက်သေပြရင်ယုံမလားဟဲ့ယုံမဲ့ရှင်ကြီးကတော့မှကဲသက်သေပြလို့ယုံမဲ့ဆိုရင်မင်းကမေးရအောင်မင်းအဖေသေသွားတော့ပစ္စည်းတွေစုံလင်အောင်ပေးကြရလားဟဲ့စုံအောင်မရလိုက်ပါဘူးရှင်ကြီးကတော့မှဘာတွေကြံတော့ဟဲ့တသိန်းတန်နဲ့ရွှေချေနဲ့ရွှေခွက်ရွှေပန်းကိုင်တသိန်းတန်သောပစ္စည်း၃ခုမရလိုက်ပါဘူးရှင်ကြီးကတော့မှအေးဒါဖြင့်အဲ့ဒီပစ္စည်း၃ခုရရင်မင်းယုံမလားဟဲ့ဒီတသိန်းတန်နဲ့ပစ္စည်း၃ခုရရင်ယုံမဲ့ရှင်ကြီးကတော့မှကဲဒါဖြင့်ကောင်းပြီတဲ့မင်းအိမ်ပြန်တော့အိမ်ပြန်ပြီပါလို့ရအဲ့လေငါပြောမယ်ဗောကွအိမ်ပြန်ပြီးတော့မင်းခွေးကြီးကိုကြာနာဆက်ပြာနဲ့တိုက်ရေချိုးပြီးတော့လေရေမရောတဲ့နွားလို့တွေနဲ့ကနာထမင်းချက်ပြီးတော့ခွေးကြီးကိုကြာနာကျွေးပြီးတော့မင်းကောင်းရင်ထားကော်စောပေါ်မှာလေနရွက်နှစ်ခုကြားကနေပြီးအမီးစုံထိအောင်အဲ့ဒီခွေးကြီးကိုအဖေခေါ်ပြီးတော့ကြာနာသိခွေးအဖေခေါ်ရမယ်ဆိုတော့ပိုးနာသွားရှင်ကြီးကောဓမ္မနှိမ့်လာကြည်လားဖယားဆိုတဲ့ဂုံတူးကြီးနဲ့သူ့ထောက်ပဲသားအပေါ်မှာတနာတဲ့မဟာကရုဏာကြီးရှိတယ်ဆိုအေးလေရှိလို့ပြောနေတာပဲကွဒါမဟာကရုဏာရှင်ကြီးမို့ခွေးအဖေခေါ်ခိုင်းတာလားဩခက်လိုက်တာကွယ်မင်းတသိန်းတန်နဲ့ပစ္စည်း၃ခုရရင်ယုံမယ်ဆိုလို့မင်းအဖေခွေးဖြစ်တာငါဘုရားသက်သေပြမလို့လေဒါကတော့သူ့ဘာတဲ့မင်းတသိန်းတန်နဲ့ပစ္စည်း၃ခုမလိုချင်ရင်လည်းမခေါ်နဲ့ပေါ့သူ့ဘာစဉ်းစားကန်းဝင်ပြီပြုတ်အဖေခေါ်သိရင်တသိန်းတန်နဲ့ပစ္စည်း၃ခုရမှာလေခက်လိုက်တာဒါပေမဲ့လို့လေခွေးအဖေခေါ်တာကပ်ပါတာတော့မဟုတ်ပါခေါ်ခြင်းစိတ်လေးတော့ပေါက်လာအဖေခေါ်သိလို့မရမှာငါမူသာဝါဒနဲ့ဂေါရမကိုဆွဆွဲခွေးအဖေခေါ်ခြင်းစိတ်ပေါက်သွားပြီပြုတ်၃သိန်းတန်ရမှာကိုပြိဿတစ်ခုတစ်သိန်းဆိုတော့နည်းနည်းတော့မေးရအောင်မယ်ပြည်မြို့ကဒကာဒကမတွေ
တသိမ့်တန်တဲ့ပစ္စည်း၃ခုကိုရမယ်ဆိုရင်ခွေးအဖေခေါ်မလားဆိုရင်မေးရင်မေးပါဘူးဗျာမေးပါဘူးဒီစကားနဲ့ကိုယ့်ဘက်မလှည့်ပဲနေမယ်စကားမှမဟုတ်ဘူးအရှင်ဘုရားကိုဘုရားလှုပ်ချင်လှုပ်မဲ့လူတွေ။ခင်ဗျားတို့ကလည်းမလှုပ်ပါနဲ့ကျုပ်လည်းမေးပါဘူးနော်။သင်မုန်းချေလိုက်ကြတယ်။ဒါပေမဲ့လို့ကျုပ်တစ်ခုတော့ပြောချင်တယ်ပြိဿ။ငွေမတ်တဲ့လူတွေတရားနာပြိဿကြီးအဲ့ဒီတော်ရရခွေးကြီးသာအဖေခေါ်ခိုင်းလိုက်ကြတော့တသိမ့်တန်တဲ့ပစ္စည်း၃ခုရမှာကိုမှတ်ရလားပြိဿကြီး။ကြည်လေတရားနာပြေးသားမင်းမခေါ်ခြင်းနေပေါ့ဆိုတော့ကဲရှိပါစေတော့ရှင်ကြီးခေါ်တော့မှခိုင်းတဲ့အတိုင်းလို့မရမှမူသာဝါဒနဲ့ဆွဆွဲမယ်ဆိုပြီးတရားနာပြေးသားအိမ်ပြန်သွားခွေးကြီးဆမ်းပြန်တဲ့တိုက်ရေချိုးခွေးကြီးကလည်းသူ့ဘာမျက်နှာကြီးမော့ကြည့်ရောပေါ့ဒီနေ့ထူးနေတာကိုဆမ်းပြန်တဲ့ရေချိုးပြီးတော့ခွေးဆိုတော့ဘုံဝင်အမြင်သားနောက်ရေချိုးပြီးတော့တရားနာပြိဿကြာနာရေမရောတဲ့နွားနို့တွေနဲ့နို့ကနာထမင်းချက်ကျွေးပြီးတော့ခွေးကြီးကြာနာကော်စောပေါ်သိနရွတ်ဆုံကနေပြီးတော့အမီးဆုံထိအောင်ခွေးကြီးကိုအဖေခေါ်သိလိုက်တော့လေခွေးကြီးပြုံးလာပြိဿခွေးကြီးဘာဖြစ်လာဟေးပြုံးမိမယ်ခွေးဆိုတော့ကြည်ကောင်းပါအေးကွာပြုံးလေအဆွဲထွက်လေဆိုတော့ကြောက်စရာကြီးနေမှာပေါ့ဒါကြောင့်တချို့အယုဆိုးတဲ့လူတွေပြုံးတော့မင်းသိပ်ပြုံးတယ်တဲ့မင်းကတော့ပြုံးတာပဲတဲ့ငါကြိုက်လိုက်မယ်ကြီးထင်နေတာဒါကြောင့်ပြောကြတာပေါ့ခွေးကြီးပြုံးလာပြုံးရင်နဲ့တရားနာပြီးတော့ခွေးကြီးမျက်ရည်ကျပြီးတော့ခွေးကြီးပြုံးပြီးပါဖြစ်အေးကွာအခုရိုက်နေတဲ့ပြုံးမျက်ရည်ဆိုတဲ့ဇာတ်ကားတွေဒါမျိုးနဲ့တူပါတယ်မှန်ကြည့်ရတာကိုကွပြုံးလို့မျက်ရည်ကြတော့ပြုံးမျက်ရည်ပေါ့ကြည့်တရားနာပြေးတာခွေးကြီးပြုံးပြီးမျက်ရည်ကြပြုံးတာကဘာဖြစ်လို့ပြုံးတာတုံးဆိုတော့ဩသူ့ဘငါခွေးဖြစ်ပေမဲ့လို့ငါသားကလေးငါ့ကိုအဖေမှန်းသိရှာသေးတကိုဝမ်းသာလို့ပြုံးမျက်ရည်ကြတာကတော့အဖေမှန်းသိမှာတော့တသိမ့်တန်တဲ့ပစ္စည်းတွေငါမပေးလို့မတော်ဘူးဒီပစ္စည်းတွေငါမပေးခြင်းပင်နဲ့ပေးရတော့မှာပါလားလို့ဟောနှမျောလို့မျက်ရည်ကြခွေးဘဝတောင်နှမျောတော့နှမျောလို့မျက်ရည်ကြတယ်ပြိဿနောက်တော့မပေးမဖြစ်ပါဘူးဆိုပြီးတော့သူ့ဘာရဲ့ပစိုးစာလေးပါးစပ်နဲ့ကြိုက်ဆွဲခေါ်သွားသူ့ဘာလိုက်သွားလေကအောက်ရောက်တော့တရားနာပြတာသူတသိမ့်တန်တဲ့ပစ္စည်း၃ခုထားတဲ့နေရာကိုခွေးကလက်ကလေးနဲ့ရက်ပြတယ်သူကတူးကြည့်လိုက်တဲ့အချိန်ခါမှာတသိမ့်တန်တဲ့ပစ္စည်း၃ခုရဟာအေးအိုးအားသိကွာအေးဂေါရမတဲသိရတဲ့ဂေါရမဓာတ်အောင်ဖျားဆိုပြီးတော့ကိုးကွယ်ကြတာပါလားနော်သူများကိုးကွယ်တာကြာလှပြီခုမှသိတတ်တဲ့ဘုရားတဲ့ကြည်စားတသိမ့်တန်တဲ့ပစ္စည်း၃ခုသူငါအိမ်နဲ့လည်းတစ်ခါမှမကြွဘူးပါဘူးငါအဖေလည်းမသေးခင်တုန်းကလေဘုရားကံလန်တိုက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့အဖေနဲ့ဘုရားနဲ့လည်းမရင်းနှီးပါဘူးငါလက်ထက်ကျလည်းတစ်ခါမှမကြွဘူးပါဘူးမကြွဘူးမရောက်ဘူးပဲနဲ့ဒီပစ္စည်းတွေဒီနေရာရှိတဲ့ဆိုတာလည်း तू မသိပါဘူးမသိပဲနဲ့လေတကူတော်နဲ့ခွေးကြီးမင်းယူပြလိုက်လို့လေခိုင်းတယ်မဟုတ်ပါဘူးခွေးကိုဒီလိုတော့ခိုင်းမယ်မဟုတ်ပါဘူးဒါပေမဲ့လို့ तू ပြောတဲ့အတိုင်းငါကခွေးအဖေခေါ်လို့ခွေးကြီးပြတာကတော့ဟုတ်ပြီငါအဖေဘဝကဖြစ်သွားတဲ့ခွေးကြီးပါလားဒါပေမဲ့လို့လေခွေးအဖေခေါ်ရတာကလေပဲရှက်စရာကြီးတန်လောက်ထီအောင်တည်တတ်တဲ့ဖရာတသိမ့်တန်တဲ့ပစ္စည်း၃ခုငါရအောင်ပြပေးပါသဖြင့်ကျေးဇူးကြီးတယ်ဆိုပြီးတော့ဖရာထံအပြေးသွားလို့အိုး
လောကမှာအတုမရှိသိတော်မူသောမြတ်စွာဘုရားတွေ့တော့တသိတ္တနဲ့ပစ္စည်းသုံးခုရပါဗျာတွေ့တော့ဖေခွေးဖြစ်သွားတာဟုတ်ပါဗျာယုံကြည်ပါပြီဗျာခေါ်ရမှာပြောတဲ့စကားမှန်ကန်ပါပြီဗျာနဲ့ဘုရားကြီးညိုသွားလိုက်တာပြိဿရေကြီးညိုယုံနဲ့မကဘူးနောက်မြတ်စွာဘုရားကိုတော်မြတ်ထံချင်းကပ်ပြီးတော့ပြဿနာ14ချက်ကိုမေးလျောက်ပါတယ်ဗျာကဲနောက်ကလက်ချိုးပြီးတော့ဆိုကြတလုံးချင်းဆိုဟိတဲ့နောက်ကထွက်ကြမှာတဲ့နောက်ကလူတွေအသက်ထွက်ကြမှာမဖြေလို့ဘုန်းကြီးတော့စိတ်ဆိုးတော့မှထင်တယ်နောက်ကလူတွေသက်ထွက်ကြတာမှာဖြေခိုင်းတာသက်ဩဒါဟဲ့ဝေလှကံစီမျိုးညာဘယ်နှလုံးနောက်ကလူတွေမှတ်စမ်းမှသက်ဝေလှကံစီမျိုးညာပြန်ပြောဦးမယ်သက်ဝေလှကံစီမျိုးညာသက်ဝေလှကံစီမျိုးညာကိုင်းဆိုကြမှာအကုန်လုံးညီညီလေးပြန်ဆိုကြမှာမှတ်မိဗလားသက်ဝေလှကံစီမျိုးညာအဲ့ဒါကိုမေးသက်ဆိုတာဘာပြောတာအိုးရှင်ကြီးကိုဓမ္မလူသားဖြစ်နေကြတဲ့တတ္တဝါတွေမှာဒီမြေပေါ်နေဒီရေကိုတောက်ဒီထမင်းကိုစားပခုံးတစ်ဖက်ကြခေါင်းပေါက်တဲ့လူချင်းအတူတူဖြစ်ပါလျက်ကနေတချို့ကြတော့အသက်တိုးနေကြပါတယ်ရှင်ကြီးကိုတပါတချို့ကြတော့လည်းအသက်ရှည်နေကြပါတယ်ရှင်ကြီးကိုတပါလူတွေအတူတူဖြစ်ပါလျက်ကနေတချို့ဘာပြုလို့အသက်တိုးတာလဲတချို့ဘာပြုလို့အသက်ရှည်တာလဲသက်ဆိုတာအသက်အတိုးရှည်မေးတာပါဘုရားဆိုတာဒီလိုဖြေကြပိဿာကြီးသက်ဆိုတဲ့စကားလုံးလေးအဓိပ္ပာယ်ကဘာပါလိမ့်အတူအရှိအသက်ထဲ့ပြီဘယ်ဟာတွေမှမသိပဲဖြစ်နေဦးမယ်အသက်အတူအရှိမေးတာပါဗျာသက်ဆိုတာဘာတော့ဟိမြတ်စွာဘုရားကကံတစ်ချက်နဲ့ဖြတ်ဟောတယ်သူပါအသက်တူတာအကုသိုလ်ကံကွယ်အသက်ရှိတာကုသိုလ်ကံနောက်ဘဝကပါဏာတိပါဒသိက္ခာပုဒ်တွေလွန်ကျူးခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အသက်တူတာပေါ့နောက်ဘဝကပါဏာတိပါဒသိက္ခာပုဒ်တွေကိုရှောင်ကျင်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှည်တယ်ပိဿာကြီးအသက်တူတာကုသိုလ်ကံလားအကုသိုလ်ကံအသက်ရှည်တာရောဟဲ့အကျယ်တွင်ဟောမယ်ဆိုရင်နောက်ပိုင်းဇတ်ထုတ်ဟောနိုင်ဘူးနော်နောက်ပိုင်းဇတ်ထုတ်မဟောနိုင်ဘူးတရားနာပိဿတို့နဲ့လိုရင်းလေးခမရတို့နားလည်ရင်ပြီးရောဆိုပြီးကျုပ်ဟောသွားပါနားလည်ဖို့အရေးကြီးပါတယ်ကျန်ဒီကံတရားပွဲဟောပြီးပြည်မြို့ကယဉ်ကျေးမှုဒီဇတ်ယုံကြီးရှံထွက်တာဟာပိဿနားလည်လို့လာတာပါနားမလည်ရင်လာပါဒါတော့နားလည်အောင်ပဲဟောရကြည့်တရားနာပိဿမေးမလို့ပိဿကြီးအသက်တူခြင်းသလားရှည်ခြင်းသလားမပြောတဲ့လူတွေအသက်တူခြင်းလို့သမှတ်ကြဟုတ်တယ်ကြောင်ခိုးနေတဲ့လူတွေအငိုက်တော့ရရမယ်ပိဿကြီးမေးရအောင်မယ်ခမည်းတော်အသက်တူခြင်းသလားရှည်ခြင်းသလားဘယ်သူနေရဲ့သေးအသက်ရှည်ခြင်းလို့ရှိရင်တရားနာပိဿကြီးကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုရင်တရားနာပိဿကြီးလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြအတော်အကွက်ဝင်တဲ့တရားပေါ့ကွယ်နော်အတော်အဆင်ပြေတဲ့တရားအသက်ရှည်ခြင်းတဲ့လူတွေဆိုတော့ဒီကနေ့လှူကြတော့မယ်ပေါ့ဘုရားကိုယ်တော်မြတ်ကဟောနေပြီအသက်တူတာအကုသိုလ်ကံအသက်ရှည်တာကုသိုလ်ကံကံတက်ပြီးတော့ပါတော့ဟိ
ဝေဆိုတာရှင်ကြီးတော်မှာတချို့ဝေဒနာများတယ်တချို့ဝေဒနာနည်းတယ်ဒီထမင်းဒီဟင်းအတူတူစားကြတာပါပဲပိဿကြီးတချို့ဝေဒနာနည်းပြီးတော့တချို့ဝေဒနာမများဘူးလားပိဿဘာဖြစ်လို့ရုံးနဲ့သူ့ဘာကမေးတော့ဘုရားကိုယ်တော်မြတ်ကသူ့ဘာတဲ့ဟိုဝေဒနာများတာအကုသိုလ်ကံပါကွာသူများနှိမ့်ဆက်ခဲ့တဲ့အကုသိုလ်ကံဟိရှင်မောကလန်ကြီးကြည့်ပေါ့လက်ဝဲတော်ရတကိုးရဧတရက်ရပြီမယ်လို့မြင်းမို့တောင်ခုနှစ်ပတ်ပတ်တဲ့နဂါမင်းကြီးကိုတရားနာပိဿအပေါ်ကနေ14ပတ်ပတ်မြင်းမို့တောင်နဲ့ညတရားမင်းရဲ့ဝေဇယန္တာပြတ်တတ်ကိုခြေမနဲ့ညှပ်ပြီးတွတ်တွတ်ခါအောင်လှုပ်နိုင်တဲ့တကူပြင်းထန်တဲ့ရှင်မောကလမင်းဖြစ်တော်လဲမရစကားနားထောင်မြင့်မမြင့်မိဘနှစ်ပါးကိုတခုံးလုံးရိုက်ခဲ့တော့ဟောပရိနိဗ္ဗာန်စံကန်ဒီမှာခိုးသား900ရိုက်ခံရတယ်6ရက်တော့တရားနာပြည်သားရှောင်းနေသေးတယ်ကောင်းငင်ပြန်ပြီး9ရက်ကြတော့မရှောင်းနိုင်ဘူးအဲ့ဒီကံကြီးဖိစည်းလာတော့အယိုးတွေကြေးကောင်ကိုအရိုက်ခံရဒီဝေဒနာထမ်းချက်နဲ့ပဲပရိနိဗ္ဗာန်ဆံရသည်ဒါမို့တရားနာပြည်သားဝေဒနာဆိုတာအကုသိုလ်ကံဆိုတာမရှင်းဘူးလားပြည်သားကြီးဝေဒနာနေတဲ့ဆိုတာကုသိုလ်ကံပိဋကကြီးမေးရအောင်မယ်အနာရောဂဝေဒနာတွေများခြင်းသလားအနာရောဂဝေဒနာတွေနည်းခြင်းသလားမပြောတဲ့လူတွေရဟနာပေါက်ပါစေဟုတ်တယ်လူရှိအမြင်မကောင်းကုန်နေရအောင်ခိုးနေကြပိဋကကြီးဝေဒနာနည်းခြင်းသလားဝေဒနာများခြင်းသလားဝေဒနာနည်းခြင်းရင်ကုသိုလ်ကံပြုရမှာလားအကုသိုလ်ကံပြုရမှာလားကုသိုလ်ကံပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြတော့အဆင်းပြေတဲ့တရားပေါ့တရားမနာခင်နဲ့တရားနာပြည်သားငွေက1900ကျော်သွားဒီကနေ့အတော်အားရပါတယ်3-4 တောင်လောက်တော့ရလိမ့်မယ်ထင်တယ်ကြည့်တရားနာပြည်သားကြီးဝေပြီးတော့ဘာတော့တရားနာပြည်သားကြီးလှတဲ့ဟဲ့လှကျင်တဲ့လူတွေနားထောင်လားဟဲ့တချို့ပခုံးနဲ့ဖက်ကြခေါင်းပေါက်တာချင်းအတူတူဖြစ်ပေမဲ့လို့တချို့သိလှနေပါသည်ဗျာတချို့ကြတော့သိအယုံဆိုးနေပါသည်ဗျာရေးသားကြီးတချို့မလှဘူးလားမလီတချို့ကြတော့မျက်တောင်ခတ်ရမှကြောက်တော့အောင်လှကြတဲ့ဟိမျက်တောင်ခတ်ရမှကြောက်တယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့မလီမျက်တောင်များခတ်လိုက်ရင်တဲ့တမန်းမြက်တော်ကြီးချသွားသလိုကြွားကြအမလေးကြွားတဲ့လူတွေကကြွားတော့လေယုံတဲ့လူတွေကယုံကြသည်ယုံမှုလားပြိဿယုံပါရဲ့ဗျာတချို့ပဲထီအောင်ကြွားတော့အမလေးတဖဝါမှတောင်မခွာနိုင်ဘူးတဲ့ခြေလှမ်းတလှမ်းလှမ်းတဖဝါလွတ်တဲ့ဥစ္စာဒါတဖဝါမှမခွာနိုင်ဘူးတဲ့ယုံတဲ့မိန်းမတွေကလည်းရမ်းယုံရနောက်မယုံနဲ့တဖဝါမှမခွာနိုင်ဘူးဆိုတဲ့ယောက်ျားတွေတိုင်ကတ်ကျိုးနဲ့တုတ်ရဘယ်မှမသွားနဲ့အောက်သားသူကတဘောမှမခွာနိုင်ဘူးပြောတာကိုသမင်းကျွေးချိန်သွားကျွေးလိုက်ရေတိုက်ချိန်သွားတိုက်လိုက်ကျင်ကြီးကျင်ကဆွနေလဲဘယ်မှမသွားနဲ့အဲ့ဒီနာရင်ပြစ်ထုတ်လိုက်ဒါရှိတာပဲခြေလန်းလန်းတဘောလွတ်တော့မှာသူကတဘောမှမခွာနိုင်ဘူးပြောတာကိုဩရမ်းယုံညကြွားတဲ့လူတွေကြွားတော့လေယုံတဲ့မိန်းမတွေကယုံကြပါသည်တဘဝမှမခွာနိုင်ဘူးပြောတော့မိန်းမတွေကလည်းဩငါချစ်ရှာတာတဘဝမှမခွာနိုင်ဘူးတဲ့သူခင်ဗျာဟုတ်ရှောင်ပါနော်ဆိုတော့အကုန်မျက်စိလဲကုန်ရောလဲဘူးလားပြိဿကြီးလဲတာပေါ့ပြိဿကြီးဒီထဲတချို့သိမ့်လှလို့မျက်တောင်ခမ်းရမှာကြောက်တယ်ဆိုတဲ့နေရာမိန်းမများချိန်မွန်းတာတော့ဥလှသိမ့်တို့မှပြုတ်မျက်ခုံးလေးဖြစ်တော့လက်နဲ့ကင်ပြကျွတ်တော့ဘုန်းကြီးဆိုတော့ပါဇက်ကဘာပြောလူကသိမ့်လှုပ်လို့ဖြစ်တာမဟုတ်ယုံလာဥလာသိမ့်မင်းကလေးချိန်မွန်းတဲ့နေရာနားထောင်ကြည့်မျက်ခုံးလေးက3 ရက်လနဲ့တူတယ်သူကကင်ပြတာနော်မျက်လုံးလေးကသောက်ကြကျဲလို့ကိုယ်မြစ်တောင်လေးကို့ပါပြီတော့ဟဲ့အမရဲဥလာသိမ့်ပြောတာပြောပါတယ်နာရံကလေးကဆင်းလို့နေပြန်တယ်ပအိုလေးကမုံမုံလေးပါပဲကွယ်နှုတ်ခမ်းတော်လေးကမူရည်ကျွဲတယ်မရှိကြီးပေါ့ဗျာဥလာသိမ့်လို့ချိန်မွန်းတာသွားကလေးကစပယ်ဘူးတန်တန်နဲ့ခါသိလို့
ရင်ဟန်ချီတဲ့ဟဲ့ပေါင်းတယ်မို့တွေ့စမ်းရင်တော့တဲ့အရှိကြီးပေါ့ဗျာဥလသိမ့်ချိန်မုန်းတယ်လို့ဆိုရင်ဒါကြောင့်တရားနာပိသတချို့ကြတော့မြက်တောင်မခတ်ရဲအောင်လှဟောတရားနာပိသတချို့ကြတော့ကြည့်မဖြစ်အောင်အယုတ်ဆိုးတဲ့ဆိုးဘူးလားပိသကြီးပိသကြီးကျုပ်တရားဝဲတဲ့ရင်ကိုသိတ်လှတဲ့လူတွေပါဘူးလားဟဲ့ကြည့်မဖြစ်အောင်အယုတ်ဆိုးတဲ့လူကောင်ပါဘူးလားပါပြီမလို့အယုတ်ဆိုးတဲ့လူလဲကိုလှတာနဲ့သွားမကဲ့ကြီးကြနဲ့ဟုတ်တယ်တချို့ကကိုလှတာနဲ့သူများသွားကဲ့ကြီးအမလီသူသွားကြီးကခေါ်တာအုတ်ရှိသီးစားဖို့ကောင်းအုတ်ရှိသီးမကလို့ဘာရှိစားကိုနဲ့ဘာဆိုင်တော့ခင်ဗျားတို့ကတော့သွားခေါ်လို့ကဲ့ကြီးတာဗျအကြိုက်တွေ့တော့ဘာပြောတယ်ထင်လို့တဘောလေးနဲ့မင်းရဲ့ပြုံးနေတယ်လို့ပဲကွဟိုဖြင့်ခေါ်လို့စီမရဒါသူကပြုံးနေတယ်လို့ထင်တချို့ကြတော့လည်းမျက်လုံးမေးတာသွားကြည့်အမလီသူ့မျက်လုံးကမေးတာတဲ့ပွေးမျက်လုံးကျနေတာကြာရင်ပိတ်တော့မှမကြီးဝင့်ကျနေတာပဲဘာဝင့်ဖြစ်ဖြစ်ကိုနဲ့ဘာဆိုင်လို့ခမည်းတော်ကတော့မျက်လုံးမေးလို့ကြည့်သူ့ကြိုက်နဲ့သူတွေ့တော့လေသူ့အိုးနဲ့သူ့ဆန်တန်ယုံနဲ့မျက်လုံးကလေးကိုကအိတ်နေသလိုပဲကွဟိုဖြင့်မေးလို့ဖွင့်မရဘူးအကြိုက်တွေ့တော့အိတ်နေသလိုပဲတဲ့ပိဋကရဲ့ဒါကြောင့်တရားနာပိဋကကြီးကိုလှတာနဲ့သူများသွားမကဲ့ကြီးပါနဲ့ဟေးအယုတ်ဆိုးတဲ့လူတွေလည်းငါအားပေးခဲ့မယ်ဟေ့အားမလျှော့ပါနဲ့အယုတ်ဆိုးလို့မရတာလောကမရှိပါပိဋကကြီးအယုတ်ဆိုးလို့မရတာလောကရှိရမြစ်ထဲကမျောလာတဲ့မဟာဗရုမမင်းသားကြီးဆယ်တဲ့ခြေတွေလက်တွေမပါတဲ့ပေါင်ထိုးတောင်မိဖုရားကြီးကကောက်ကြိုက်လိုက်သေးသည်အားမလျှော့နဲ့ဟဲ့ဒါကြောင့်တရားနာပိဋကကြီးမေးရအောင်မယ်ခမရတို့အယုတ်ဆိုးတာကြိုက်သလားယုတ်လှတာကြိုက်သလားကိုလှခြင်းတို့မလှခြင်းတို့လှတာပဲကြိုက်ကြဒါပေမဲ့လို့ငါနည်းနည်းတော့မှားခဲ့မဟေးလှတာများရိုင်းမကြိုက်ကြနဲ့ရမ်းမကြိုက်ကြနဲ့လှတာများလှတာမဲ့တော့ဘာပြုဆိုလားကုန်ပြီနေနော်ငါမပြေခြင်းလို့ခြံထားသူကပြစ်တုတ်လိုက်သေးဒီတော့တရားနာပိဋကရေဒါကြောင့်လှတာရမ်းမကြိုက်နဲ့ကျုပ်ကိုယ်တိုင်မှားဘူးတဲ့လှတာရမ်းကြိုက်လို့ပြောရအောင်ငယ်ကျိုးငယ်နာတော့ကုံတော့မှာအခုမဟုတ်ပါဘူးဟိုကိုရင်တုန်းကငငယ်တုန်းကသိမှသိပဲကိုရင်တုန်းကကျုပ်စကိုင်းမှနေစကိုင်းနေတော့ဘုန်းကြီးကလည်းကျုပ်အမတန်ချစ်ရန်ကုန်ကတရားနာပိဋကကားကြီးနှစ်စင်းဖျားဘူးလာကြတယ်စကိုင်းရန်ကုန်ကအဲ့ဒီကားကြီးပေါ်မှာပါလာတယ်မခင်တန်းဆိုတဲ့ကလေးမလေးကသိလှရန်ကုန်ကမခင်တန်းဆိုတဲ့ကလေးမလေးသိလှတော့တရားနာပိဋကကြီးကျုပ်ကမျက်တောင်ခတ်ကြည့်ကြည်ုံနဲ့မကဘူးတရားနာပိဋကဥစဉ်နေရှိသွားချိန်မွန်းဥစဉ်ဖျက်ဟဲ့ကွယ်ဘာတော့မခင်တန်းလေးလှတယ်ခဏခဏချိန်မွန်းတော့ကြောင့်ဟိုးစွန်းနဲ့တွေ့တယ်ဥစဉ်ပြမခင်သားလေးလှတယ်ဒီကောင်မျက်စိကျနေပြီထင်တယ်ဟဲ့ကိုရင်မင်းခင်သားစာပေးကွာဥစဉ်နေကမြောက်ဝေးတယ်ဥစဉ်နေကမြောက်ပေးတော့တပည့်တော်မရေးတာဘူးဗျဒါကောင်မင်းမရေးတာတို့ရေးပေးဦးစင်းနေရေးပေးတဲ့သမီးစားစာဆိုတော့လေပါဠိတွေနဲ့ပေါ့ဗျာပဂိနီတို့အဘိရူပန်တို့ပေါ့ပဂိနီဆိုတာချင်းနမအဘိရူပန်ဆိုတာအလွန်အစင်းလှပါဠိတွေနဲ့ရေးပေးကျုပ်ကလည်းတရားနာပိဋကကိုယ်တိုင်တော့မစွမ်းပါဘူးမခင်တန်းကိုသူ့မောင်လေးအပေးခိုင်းသူများနှာခေါင်းနဲ့အသက်ရှူရသူ့မောင်လေးအပေးခိုင်းတော့သူ့မောင်လေးကမခင်တန်းသွားပေးမခင်သားကစာရီဖတ်ကြည့်တယ်ပါဠိတွေပါတော့ဘုရားရှိခိုးမှလို့သူ့ဖေသွားဗျာဗျာငါးပါးတော့မှောက်ပါဟဲ့ကောင်မလေးဒါပါတော့ဘုရားရှိခိုးလေးဖေရဲ့ဘယ်ဘုရားရှိခိုးအောင်သမီးစားစားနေဘသူကပေးတာနော်ကိုရင်ကပေးတာဦးစင်းနဲ့မြောက်ပေးတာနေမှာပြန်ပေးလိုက်ပြန်ပေးလိုက်ဆိုတော့မခင်သားကကျုပ်ရှိပြန်စာလေးလာအဲ့ဒီစာတော့ပြန်မပေးဘူးပြန်စာလေး
ကိုရင်တဲ့တပည့်တော်မှမေတ္တာမမျှခြင်းပါနဲ့တဲ့တပည့်တော်မှလူစင်မမိလို့ပါကဲကြုတ်ကျင်နာမလားဗျကြည်စမ်းပါဗျာမျက်လုံးမျက်ဖာနာရငါအစဒါလောက်လှနေတာကြီးလူစင်မပါရလူစင်မမိရအောင်ဘာတစ်ခုခုမပါလို့ပါလေကျုပ်မကျင်납ဘူးမကျင်납တော့နောက်ထပ်ပေးတယ်စားရစောင်းထပ်ပေးတော့မခင်သန်းကတရားနာပြည်သားဒီတစ်ခါတော့ပြန်စာမဟုတ်ဘူးချင်းစာလေးလားချင်းနဲ့စာလေးအေးကွယ်ချင်းနဲ့စာလဲငါညီများနားထောင်ကြီးမင်းတို့ဆိုတော်တဲ့နေရာချင်းမှာပေါ့ငါချင်းပုံကြည့်ကွာကိုရင်နဲ့မယုံရင်မနဲ့စောစောဖုန်းကြီးရှိလာခဲ့ပါခေါင်းကြည့်သွားဟောဗျာလူငယ်တဘာဝချင်းတာလူကြီးမသိတဲ့နေရာချင်းကြတာငါဖုန်းကြီးရှိချင်းမှာဘုန်းကြီးလျှောက်ထားငါတော့ရိုက်တော့မှထင်တယ်ကျုပ်ကကြောက်အဲ့ဒါနဲ့တရားနာပြည်သားသူချိန်ထားတဲ့နေရာဆိုတော့လည်းသွားရတာပေါ့လေသွားတော့တရားနာပြည်သားသူကဘုန်းကြီးရှိထိုင်းနေမခင်တန်လန်းသွားတာလည်းတစ်ခါမှမမြင်ဘူးကျုပ်ကထိုင်းနေတော့ကြည့်ချိန်မွန်းမခင်တန်ဘုန်းကြီးရှိကြုံကလေးထိုင်းနေကျုပ်ကမလှမ်းမကန်းကလှမ်းကြည့်စမ်းပါဗျာသူ့မျက်နှာကြီးကြည့်ရလာပြီးဝန်းကြလို့လှလိုက်တာမျက်လုံးမျက်ဖန်နာရငါအစလူစင်မမိရအောင်ဘာများမပါလို့ပါလဲကြည်သာမကြည်နပ်နေတာတရားနာပြည်သားသူ့ဘေးချထားတဲ့ဂျိုင်းတောင်ကြီးကျုံမမြင်ဘူးမာကုန်ပြီအဲ့ဒါမခင်သန်းကတရားနာပြည်သားကျုံမှမြင်ပါစေတော့လို့ဘုန်းကြီးတပည့်တော်မှာသွားတော့မယ်ဘုရားသူဂျိုင်းတောင်းနဲ့ထားသွားဘယ်ပေါင်တစ်ချောင်းပါတော့ရှက်လိုက်တာအဲ့ဒီတော့ကကျုံမျက်နှာဇီးရွက်လောက်ရှိမျက်နှာကိုမဲသွားငယ်ငယ်လုံးကဟဲ့လှတာကိုရမ်းကြိုက်လို့ငါမှားခဲ့ဘူးသကွက်ညီငယ်တို့နှမငယ်တို့ဒါကြောင့်လှတာတွေရမ်းမကြိုက်ကြခြင်းနဲ့လှတယ်ဆိုတဲ့ကိစ္စရုပ်လှထားရင်မကဟေးအချင်းလှမှဟေးအစင်းလှတာလောက်မရှိနဲ့အချင်းလှမှလှတာကိုမကြိုက်နဲ့ဆိုလို့လဲလှတဲ့လူတွေငါမျက်စောင်းမထိုးကြနဲ့ရုပ်လဲလှမယ်အချင်းလဲလှမယ်ဆိုရင်အဲ့ဒါပို့ပြီးတော့အဆင်ပြေပါတယ်ရုပ်လှတဲ့လူတွေလဲစိတ်ကလေးလှအောင်ကြိုးစားကြကောင်းမှုလားပြိဿကြီးစိတ်ရောရုပ်ရောလှသွားတယ်ဆိုရင်အတိုင်းထင်အလွန်ပေါ့မှန်ရလားမှန်ပါဗျာ gain ကြည်တရားနာပြိဿရေအဲ့ဒါကြောင့်မို့လို့လှတာရမ်းမကြိုက်ဖို့သတိပေးပြီးတဲ့နောက်ကျုပ်ကိုယ်တိုင်မှားခဲ့ဘူးလို့ရှေ့ဆက်မေးရအောင်ပြိဿကြီးရုပ်လှတယ်ဆိုတာကုသိုလ်ကံလားအကုသိုလ်ကံလားမအားနဲ့ဟိလှတာလှပြိဿကြီးရုပ်လှတာကုသိုလ်ကံလားအကုသိုလ်ကံလားအယုတ်ဆိုးတာကအေးရုပ်လှတာမေတ္တာဟိအယုတ်ဆိုးတာဒေါသဟိအကုသိုလ်စေတသိက်သူပါရုပ်လှတာကုသိုလ်ကံအယုတ်ဆိုးတာအကုသိုလ်ကံကံတစ်ချက်နဲ့ဖြတ်ခေါ်နောက်တရားနာပြည်သားကြီးလှပြီးတော့ပါလေကံဟိတချို့ဘုံကံကြီးတယ်တချို့ဘုံကံနီးပြည်သားကြီးတချို့ဘုံကံမကြီးဘူးလားတချို့ဘုံကံမနီးဘူးလားဘုံကံကြီးတယ်ဆိုတာကုသိုလ်ကံဘုံကံနီးတယ်ဆိုတာအကုသိုလ်ကံမှန်လားပြည်သားကြီးဘုံကံကိုမသိမချင်းတစ်သက်လုံးကြီးမဲ့ဘုံကံမျိုးကိုပြီးဆုံးသည့်တိုင်အောင်ကြိုးစားပြီးတော့ပြုရနောယထာတို့ဘုံကံကြီးသလောက်တရားနာပြည်သားကြီးနောက်ဆုံးကြတော့ဘာခတ်ပါလိမ့်အေးဘုံကံကြီးတဲ့အချိန်ကြီးပြီးတော့နဲတဲ့အချိန်ကြတော့လေသူခမညာခံရရှာရောဒါကြောင့်ဘုံကံကိုတစ်သက်လုံးကြည်အောင်သေခိဘုံကံကြည်အောင်ကုသိုလ်ကောင်းမှုကိုကြိုးစားပြုကြကောင်းမှုလားပြည်သားကြီးကံကလည်းအလွန်အရေးကြီးပါတယ်ပြိဿနော်ကံဆိုတာဘသူများပြုတဲ့မှုပုံပေါ့ကိုပြုတဲ့မှုပြိဿကြီးကံဆိုတာဘသူပြုတဲ့မှုကြိုးစားကြပေါ့မြင်မလားရှေးတုန်းကများတရားနာပြိဿငါမွှေးတို့များကံပေးတာနှမ်းလှော်စိုက်တာတော့အပင်ပေါက်ကြတယ်ပြိဿကြီးမေးအောင်မနှမ်းလှော်ကျဲတာအပင်ပေါက်နိုင်မှာမလားအေးအဲ့ဒါပေါက်တယ်ဗျာပေါက်ပုံလေးပြောရအောင်
မောင်မွေးသူများနှမ်းခင်းနေပြက်တယ်သူနှမ်းခင်းမပြက်ဘူးငါဘာဖြစ်လို့ဒီလောက်အကျိုးပေးပါလဲဟဲ့ငါမွေးတော့နှမ်းလော်ကျဲမကွာစမ်းစမ်းသူကန်သူစမ်းငါမွေးနှမ်းလော်ကျဲမကွာဆိုပြီးတရားနာပိဋကနှမ်းလော်တဲ့တောင်းကြီးထမ်းသွားပြီးတရားနာပိဋကရေတော်တဲ့ရောက်တော့နှမ်းမကျဲခင်တရားနာပိဋကနှမ်းတောင်းလေးချပြီးတော့တဲကလေးတဲ့သွားအိတ်တရေတမောသူနဲ့ရာခင်းချင်းရှင်လို့တဲ့လူကလည်းမောင်မဲတဲ့ပိဋကမောင်မဲကစဉ်းစားတယ်အော်ငါမွေးနဲ့ငါနဲ့ရာခင်းချင်းရှင်လို့တာစီးရိုးချတယ်ငါရာခင်းပြက်ပြီနဲ့သူရာခင်းမပြက်ဘူးဘယ်နဲ့ကြောင့်အကျိုးပေးနေပါလိမ့်တန်ဘာမှမဟုတ်ဘူးမျိုးကောင်းလို့ဖြစ်ရနှမ်းမျိုးကောင်းလို့ဖြစ်ရဒီကောင်တော့နှမ်းမကျဲသေးဘူးနှမ်းတောင်းချပြီးတော့တဲတဲ့ဝင်အိတ်သူ့မျိုးကောင်းတဲ့နှမ်းတောင်းတဲ့ငါနှမ်းတောင်းမကောင်းတာတွေနဲ့လဲဆိုင်နှမ်းတောင်းခြင်းသွားလဲစိုက်လိုက်ကြတာပြိဿနှမ်းပင်ပေါက်မဲ့အချိန်ကြတော့မောင်မွေးနှမ်းငင်းကဦးလို့မောင်မဲနှမ်းငင်းတပင်မပေါက်ဘယ်ပေါက်မလို့ဟိုကလှော်ထားတာတွေသူကယူဆိုင်အဲ့ဒီနေ့ကစပြီးတရားနာပြိဿဟဲ့ကံပေးတဲ့နေရာငမွေးတော့မစမ်းကြနဲ့နှမ်းလှော်ကျဲတာတောင်အပင်ပေါက်တကွလို့ရာဇဝင်ရောက်ဘူးတယ်မှန်လားပြိဿကြီးဒါတောင်တရားနာပြိဿကြီးဘုံကံကြီးတဲ့ဆိုတာလည်းမိမိပြုတဲ့ကုသိုလ်ကံဘုံကံနီးတဲ့ဆိုတာမိမိပြုတဲ့အကုသိုလ်ကံပရိသတ်ကြီးဘုံကံနီးခြင်းသလားကြီးခြင်းသလားကြီးပါရဲ့ဗျာဟဲ့ဘုံကံကြီးခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုရင်လှူရမှာလားမလှူပဲထိုင်နေရမှာလားအားတော့နာပါရဲ့လှူကြအတော်အဆင်ပြေတဲ့တရားတော်ပရိသတ်ကဲကြည်တရားနာပရိသတ်ရေကံပြီးတော့ပါလိမ့်တချို့စီးပွားဖြစ်ပါတယ်တဲ့ရှင်ကြီးကတော့မှတချို့စီးပွားမဖြစ်ဘူးတဲ့ပိဋကကြီးတချို့စီးပွားမဖြစ်ဘူးလားတချို့ကြတော့မထနော်စီးပွားဖြစ်ခြင်းနဲ့လူကြတရားနာပိဋကငွေနှစ်ကြက်နဲ့ထီမထိုးပဲနဲ့လက်မှတ်ကောက်ရတော့သိမ့်ပြီးပေါက်တယ်မှန်လားပိဋကကြီးစီးပွားမဖြစ်ခြင်းနဲ့လူကြတော့လေတရားနာပိဋကငွေနှစ်ကြက်နဲ့ထီထိုးသိမ့်ပြီးပေါက်လို့မဟင်္ဂရန်ကြီးခြိတောင်းတဲ့ကံအိမ်ပြန်မပြီးလက်မှတ်ပြောက်တော့စိတ်နောက်ယူရှာတယ်စီးပွားဆိုတာအတော်ခက်တယ်ရှာတိုင်းစီးပွားဖြစ်ရင်တို့တိုင်းပြည်တစ်ထဲကြီးနေမှာပေါ့မှန်လားပြိဿကြီးစီးပွားဆိုတာရှာတိုင်းဖြစ်သလားပြိဿမဖြစ်ဘူးပြိဿကြီးအတော်ခက်အကျိုးပေးချိန်တန်တော့လည်းပေးငွေနဲ့ကြက်နဲ့ထီထိုးပြီးတော့ဘိုးဘိုးအောင်မပါဆိုပေမဲ့လို့သိန်းတိမပေါက်တော့လဲအပြိုကြီးလင်ဝရန်ဆိုတာသိန်းတိဝင်ပေါက်ခင်ပေါက်နေတတ်သည်မှန်လားပြိဿကြီးအော်တချို့တရားနာပိဋကဤစုစုကားကြီးတွေနှစ်ဦးစင်မြိုင်ထောင်ကြစီးပွားဖြစ်ခြင်းတဲ့လူကြတော့သူငှားတဲ့ကားသမားဒရိုင်ဖာကအရက်မတော့ဘူးကုံသူဖာသူရအောင်ရှာတယ်ကားပစ္စည်းတွေမခိုးဘူးကားပြင်တော့လည်းလိမ်မပြောဘူးကြိုးပေးတိုက်တလုံးကနှလုံးဖြစ်လာဤစုစုတစ်စင်းကနေနှစ်စင်းထောင်လာစီးပွားမဖြစ်ခြင်းတဲ့လူကြတော့သူငှားပြီးတော့ခိုင်းတဲ့ကားဒရိုင်ဖာကအရက်တော့ကားပစ္စည်းတွေခိုးကုန်ရှာဘူးဒီထဲတရားနာပိဋကတောင်ကြီးတို့မေမြို့တို့လာရှိုးတို့တဲ့ကြောက်ကြီးတဲ့မူးပြီးတော့ထိုးကြကုန်ရောတစင်းတောင်ပြန်မထောင်နိုင်ဘူးစီးပွားပိဋကဒါကြောင့်တရားနာပိဋကကြီးရှာတိုင်းကစီးပွားဖြစ်မဲ့ဆိုရင်တို့တိုင်းပိဋကထဲကြီးဖြစ်ကုန်ကြမှာပေါ့အဲ့ဒါဘုရားကိုယ်တော်မြတ်ကဟောတဲ့စီးပွားဖြစ်တာကုသိုလ်ကံနဲ့စီးပွားမဖြစ်တာအကုသိုလ်ကံနဲ့ပိဋကကြီးမေးရအောင်မယ်စီးပွားဖြစ်ခြင်းသလားမဖြစ်ခြင်းဘူးလားစီးပွားဖြစ်ခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားတိုင်းဒါဖြင့်လူကြအာနာလို့ဘုန်းကြီးကိုယ်စလဲများဝင်ပြောမလားလို့ကိုင်စီးပြီးတော့ပါလိမ့်တချို့အမျိုးမြတ်ကြပါသည်ရှင်ကြီးကောဓမ္မတချို့အမျိုးယုတ်ကြပါသည်အမျိုးမြတ်တဲ့ဆိုတာကုသိုလ်ကံအမျိုးယုတ်တဲ့ဆိုတာအကုသိုလ်ကံဘုရားဟောပိဋကကြီးတချို့အမျိုးမယုတ်ဘူးလားတချို့အမျိုးမမြတ်ဘူးလားလူငယ်တွေသတိပြုခဲ့အနန္တ၅ပါးမလေးစားတဲ့ခေတ်ဆိုတော့တချို့အမေကိုသရောင်းသမားကြီးဆဲကလေးမကြီးသရောင်းသမားကြီးတဲ့အမေကလည်းသမီးလေးပြန်ဆုံးပါတယ်နင်းနာဒုစန္ဒာမဟာမကြိုက်တာသူတို့ပါဇတ်တယ်
အဲ့ဒီလိုပါဇက်ကအထွတ်မကောင်းလို့ရှိရင်နောက်ဘဝတရားနာပရိသတ်ကြီးအမျိုးရုပ်တတ်ပါသည်ဖယားဟောကြံကံနဲ့ဒီလိုအမေကသမီးကိုဒွန်းဆန္ဒဆဲလို့သမီးကအမေကိုဆဲလို့ဝစီဝေရတွေလိုက်ပြီးတော့ဒွန်းဆန္ဒဖြစ်ကြတာတွေလည်းကြံကံမှာနိပတ်တွေရှိပါဗျာမှန်လားပရိသတ်ကြီးဒါကြောင့်ပရိသတ်ကြီးအမျိုးမြတ်တယ်ဆိုတာကုသိုလ်ကံလားအကုသိုလ်ကံလားအမျိုးရုပ်တယ်ဆိုတာပရိသတ်ကြီးအမျိုးမြတ်ခြင်းလားအမျိုးရုပ်ခြင်းလားအမျိုးမြတ်ခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြအေးဟန်ကြသွားကဲပရိသတ်ကြီးဟိုမျိုးပြီးတော့ပါလိမ့်ဉာဏ်ဆိုတာတချို့ဉာဏ်ပညာကောင်းရပါသည်တချို့ဉာဏ်ပညာအင်မတန်ဉာဏ်ဖြစ်ပါသည်ဒါကြောင့်ဉာဏ်ကောင်းတဲ့ဆိုတာဘာကြောင့်ဉာဏ်မကောင်းဘူးဆိုတာဘာကြောင့်ဒါကိုမေးသည့်အတွက်ဘုရားကဉာဏ်ကောင်းတဲ့ဆိုတာကုသိုလ်ကံဉာဏ်မကောင်းဘူးဆိုတာအကုသိုလ်ကံတချို့ဉာဏ်သိကောင်းတချို့ဉာဏ်သိဉာဏ်များကောင်းရင်လေတရားနာပြည်သားပြည်မြို့မှာဟိုစာသင်တိုက်ကြီးတွေမရှိဘူးလားပြည်သားစာသင်သားလေးတွေလိုအပ်တဲ့စာအုပ်တွေဝဲလှူကြဒီစာကိုစာသင်သားတွေအံလို့ကြက်လို့သူတို့ညံတိုးသွားသလိုမိမိစာမသိနိုင်လွန်လဲပဲတရားနာပြည်သားကြီးဉာဏ်ပညာကြီးမားတဲ့အကျိုးတွေရအောင်စာအုပ်လှူကြဒါကြောင့်ဉာဏ်ကောင်းတဲ့ဆိုတာကုသိုလ်လားအကုသိုလ်လားဉာဏ်မကောင်းဘူးဆိုတာဒါပြင်ပရိသတ်ကြီးဉာဏ်ကောင်းရင်လားမကောင်းရင်ဘူးလားဉာဏ်ကောင်းရင်လို့ရှိရင်နောက်ကလူတွေတရားနာပရိသတ်ကြီးအသံကလေးတွေထွက်ကြဟုတ်သားပဲနောက်ကလူတွေကဉာဏ်မကောင်းရင်မှုနဲ့တူပါရင်အသံကိုမထွက်ဘူးဩတရားတော့စိုက်ပြီးတော့နားနေတော့လည်းပဲပြုံးမနဲ့ပါဇက်ကမေ့နေလို့နဲ့တူပါရင်မဖြေခြင်းလို့ဟုတ်မထင်ပါဘူးဒီလိုပြန်ဖြေမှပြီးတော့မှနောက်ကလူတွေကလည်းလှူအောင်မှာကိုဗျကဲဒီတော့တရားနာပရိသတ်ကြီးဉာဏ်ကောင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားဟဲ့ကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲနေရမှာလားဒါဖြင့်အစင်းကိုပြေရောခုနှစ်ကြိမ်တိုက်တွန်းလို့မှဒီနေ့4000မပြေဘာတော့မပြေဘူးသားပြေသားကြီးဘယ်နှစ်ကြိမ်တိုက်တွန်းတာခုနှစ်ကြိမ်တရားနာပြေသားကြီးကိုင်းကောင်းပြီသက်ဝေလှကံစီးမျိုးညံဆိုတဲ့ခုနှလုံးကိုလေကျွတ်တို့ကုသိုလ်အကုသိုလ်အယုတ်အမြတ်နှစ်ပါးနဲ့ဟဲ့ခွန်ကိုနှစ်နဲ့မြောက်လိုက်တော့ဘယ်လောက်တော့ဟဲ့ပြဿနာ14ချက်ငါမြန်မာလိုပြောတာဟဲ့ပါဠိတွေညွတ်နေမယ်ဆိုရင်ကလေးတွေကစနာမလဲသက်ဝေလှကံစီးမျိုးညံခုနှလုံးသာမှတ်မိအိမ်ရောက်ရင်ဒီတရားကိုယ်တိုင်ပြန်ဟောတတ်ပြီဟူ၍မှာဘယ်နှလုံးတော့ဟဲ့ပြန်ပြောကြည့်စမ်းပါဟန်ကြသွားပြီအဲ့ဒီပြဿနာ9ချက်လည်းဖြေပြီးပါလေရောသူ့ဘဖယားသာသနာမှာဥပဒကဒါယကာကောင်းဖြစ်သွားတယ်လို့ကျမ်းဂန်ရှိပါသည်ပြေသားကြီးဥပဒကဒါယကာကောင်းဖြစ်မသွားဘူးလားဖြစ်ပါရဲ့ကွယ်တရဏဂုံတည်သွားတယ်လို့မှတ်ကြပေါ့ဟဲ့ဒီမဲ့သူ့အဖေတော်သေးရကလည်းနောင်သောအခါဖယားဖြစ်မှာနော်ဟာဒီသူ့ဘခေါ်တဲ့တော်ရရရဲ့သားကလည်းနောင်သောအခါဖယားဖြစ်လိမ့်မယ်အနာဂတဝင်ကျမ်းနေမှာဒီတိုင်းရှိပါတယ်ဖယားဖြစ်မဲ့ပုဂ္ဂိုလ်တွေတန်မြင်ကြမှာမဟုတ်ဘဲနဲ့ကိုက်ထားကြောင့်တရားနာပိဋကဒီပြဿနာ14ချက်ဖြေပြီးလို့သူ့ဘတရဏဂုံတည်တဲ့အချိန်ခါမှာဒီကနေ့ရှေ့ပိုင်းကလူလားခွေလားလို့ဖယားကိုယ်တော်များမေးတဲ့စကားနဲ့အမိပေးထားတဲ့တရားသည်ဏိကုံခဝရှေ့ပိုင်းမှာအပြီးတတ်ပါပြီဗျာ။ကိုက်တရားနာပိဋကလှူရမယ်မဟုတ်လားပိဋက။ဒါကြောင့်ခိတ္တခဏလေးနားမယ်။ဒါကြောင့်ဗမာရိနာမမေ့မလျော့မပေါ့မဆန်တော်တတိတရားဖြင့်တံပါဒေထဘုဒ္ဓထောင်စေရီတော်ကြီးအတွက်ရက်ရောနှမျောတွန့်လို့မရှိကြဘဲနဲ့ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း